ပါအဲ့ဆိုမကုကုကိုမိတ်ဆက်ပေးပါအောင်အမနာမည်ကတော့ရွှေရီတက်ဖူပါလက်ရှိ Power Line Company မှာ Managing Director နဲ့အလုပ်လုပ်နေတာပါအမကတော့ YFL ကိုရီးယားမီဂျာနဲ့အကြောင်းထားပြီးတော့လက်ရှိမှာတော့ Turkey Bandi University မှာ MBA ဘွဲ့ကိုတက်ရောက်သင်ကြားနေပါတယ်ဟုတ်ပါတယ်ဘယ်သွားမို့လဲအမအခုအလုပ်တွေပြီးသွားပြီဆိုတော့စနေနေ့ကနေကျောင်းရှိတော့အခုကျောင်းသွားဖို့ပြင်နေရပါဟုတ်လားသွားမယ်ကဲကော်ဖီလေးတောက်ပြီးပြီဆိုတော့ကျောင်းဆက်ပါကြတာပေါ့ဘိုင်အခုလိုမျိုးလေအလုပ်လုပ်ရင်းနဲ့ကြောင်းတက်ရတာမပင်ပန်းဘူးလားအလုပ်လုပ်ရင်းနဲ့ကြောင်းတက်ရတော့ပင်ပန်းတာပေါ့ဒါပေမဲ့လည်းလုပ်ရင်းနဲ့ကြောင်းတက်ရတာဆိုတော့အလုပ်ကလည်းအခု hospitality and tourism golf course and resort ကိုလုပ်နေရတဲ့အတွက်ကြောင့်မို့လို့ဒီ MBA ကမှတစ်စင် customer behavior marketing digital area နဲ့ပတ်သက်ပြီးတော့လေ့လာတာဖြစ်တာမို့အလုပ်နဲ့လက်တွေ့ကိုစာတွေ့ရောလက်တွေ့ရောကိုဒီစာတွေ့ရနေတဲ့စင်ပေါ့လက်တွေ့မှာလည်းအသုံးချပြီးတော့ customer တွေရော marketing လို့တွေတွားရမယ်ဆိုတာတွေကိုသင်ကြားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမအတွက်တော့အရင်ကိုပညာရပါတယ်ကျောင်းတက်နေရတဲ့အချိန်မှာအလုံးနဲ့ဒီပေါ့နော်စာတွေ့ကအကျိုးရှိလားတက်ရောက်မှုရှိလားမစာတွေ့နဲ့လက်တွေ့နဲ့ကတော့တချို့အချက်တွေမှာကွဲလွဲပြီးမယ်ပေါ့နော်စာတွေ့မှာတင်ရတဲ့အချက်တွေကိုလက်တွေ့မှာဘယ်လိုသုံးချပြီးတော့ကိုယ့်အနေနဲ့ဘယ်လိုပြန်ပြီးတော့ပေါ့နော် strategy ဆွဲသွားမလဲပေါ့နော်စာတွေ့အတိုင်းတော့ strategy ဆွဲလို့မရဘူးပေါ့နော်ဒါပေမဲ့လက်တွေ့နဲ့စာတွေ့နဲ့ပေါင်းပြီးတော့ strategy တွေဆွဲနေသိရတာပေါ့နော်ပြီးတော့မတို့က assignment ကနေတစ်ဆင့် AI ဘယ်လိုသုံးပြရတယ် AI ကတစ်ဆင့်ဘယ်လိုလေ့လာရပါသင်ကြားရတဲ့အတွက်ကြောင့်မို့လို့AI ကိုလေ့လာရင်းနဲ့ဒီ service industry တွေမှာပို့ပြီးတော့အသုံးချနိုင်ဖို့အတွက်သင်ရတာဖြစ်ပါတယ်မအဲ့ဒါဆိုလို့ရှိရင်အခု MBA ဘွဲ့ရတော့မှာလားအမကတော့လောလောဆယ် MBA ပွဲတော့မရသေးဘူးပေါ့နော်ဒါပေမဲ့ first year အနေနဲ့ကတော့ဆရာတွေရဲ့လက်ရှာတွေတန်းနေရတော့ပြီးသွားပြီပေါ့နော်အခုတော့အမက thesis စတင်ပြီးတော့ရေးရပါတော့မယ် thesis ရေးပြီးရင်တော့အမကတော့ MBA ပွဲရမှာပေါ့နော်ကဲဒီနေ့ကတော့ကျမတို့ရဲ့ DBU အကြောင်းလည်းမိတ်ဆက်ရင်းနဲ့ DBU မှာဆက်လက်တက်ရောက်မယ် MBA ကိုဆက်လက်တက်ရောက်မယ် junior လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပါမယ် welcome ညာစေရောဟယ်လိုကျမကတော့ဧကပြောင်ဖြစ်ပါတယ်အခုလက်ရှိလဲဒါမနဲ့တူတူဒါကုမ္ပဏီတစ်ခုထဲမှာအလုပ်လုပ်နေရပါပြီးတော့ကိုရီးယားပေါ့နော်ဒီ YFL မှာကိုရီးယားမေဂျာနဲ့လည်းအကြောင်းပြထားတာပါအဲ့တော့ကလည်းဂျူနီယာလေးပါပဲအခုလည်း MBA တက်မယ်ဂျူနီယာလေးပါပဲဒီနေ့ကအမကတီးစစ်စီမလို့ပေါ့နော်ကျောင်းလာရင်းနဲ့ကျောင်းရဲပေါ့နော်နောက်ကြရင် MBA စက်တက်မှာဖြစ်တဲ့အတွက်ကျောင်းကိုလည်းလေးလာရင်းနဲ့ရောက်လာခဲ့တာပါကျောင်းဝင်ပြီးကျောင်းသားတွေလာပြီးတော့ဆူတောင်းလို့ရပါတယ်တောင်းမအောင်ဆူတောင်းရင်အောင်ပြီပေါ့ဆူတောင်းရင်အောင်ပြီဒီမှာလေထိုင်းနိုင်ငံမှာပေါ့နော်အကြောင်းတွေအများကြီးရှိတယ်တဲ့မှာဘာလို့
ဒီလိုမျိုး DPU အကြောင်းကိုရွေးချယ်ဖြစ်တာလဲရွေးချယ်ရတဲ့အကြောင်းရင်းလည်းပြောပြပေးပါအောင် DPU အကြောင်းရွေးချယ်ရတာတော့ဗောနော်အမားတို့ DPU ကအမားတို့ပါဝင်တဲ့ company နဲ့အမိုးစာချုပ်တာဗောနော်စာချုပ်ချုပ်ပြီးတော့အမားတို့ကမြန်မာကျောင်းသားတွေကိုဒီကျောင်းနဲ့မိတ်ဆက်ပေးတာဗောနော်အခုလက်ရှိမှာလည်းအမားတို့ company အနေနဲ့မိတ်ဆက်ပေးထားတယ်မြန်မာကျောင်းသားလည်းတော်တော်များများရှိပါတယ်ပြီးတော့အကြောင်းကလည်းဒီမြန်မာကျောင်းသားအနေနဲ့ကတော့ DPU ကတော့လူသိနေတဲ့ကျောင်းတိုင်းမှာပါတာပေါ့နော်ဒါပေမဲ့လည်းကျောင်းအနေနဲ့က campus ကလည်းတော်တော်ကြီးပါတယ်campus ကလည်းကြီးတယ်ပြီးတော့ facility ကလည်းကျောင်းသားတွေအတွက်အပြည့်အစုံပေးထားတာပေါ့နော်ပြီးလို့ရှိရင်သူတို့က campus မအနေနဲ့ကကျောင်းရဲ့ campus ကိုတော့တော်တော်သဘောကျတယ်ပါပြီးတော့ campus ကအရင်ကြီးရဲ့အတွက်ကြောင့်မို့လို့ကျောင်းသားတွေတက်တောင်းတာရှိတယ်ပြီးတော့လွတ်လွတ်လပ်လပ်လည်းရှိရပါတော့အဲ့ဒါတွေလည်းကျောင်းရွေးချယ်ရတာဖြစ်ပါတယ်ကဲ DPU လည်း DPU ကျောင်းလည်းပြောပြီးသွားပြီ DPU ကျောင်းကိုလည်းမိတ်ဆက်ပြီးသွားပြီဆိုတော့ DPU မှာလာရောက်ပြီးတော့ညနေသားချင်းနဲ့ဂျူနီယာစီနီယာလေးတွေကိုလည်းဖိတ်ခေါ်ပါတယ်ဒီကဂျူနီယာလေးရောစာကြိုးစားပါလားဟုတ်ကဲ့ပါညီမလည်းဒီမှာအကြောင်းတက်ရင်းနဲ့ပေါ့နော် MBA အခုချက်တိတော့မေဂျာတော့မရွေးရသေးဘူးပေါ့နော်ဒါပေမဲ့ကျောင်းတက်ရင်းနဲ့အလုပ်လုပ်ရင်းနဲ့ပေါ့နော်အလုပ်မှာလည်းအသုံးချလို့ရအောင်လို့စာကိုကြိုးကြိုးစားစားနဲ့လေ့လာသင်ယူသွားပါမယ်ရှင်ကျေးဇူးပါbye bye